မင်္ဂလာပါတဲ့ဒီဘိန်းလေးရောက်တယ်နော်ဒီဘက်ကဘိန်းလေးက20ခွန်ဆိုင်တာဟိုကနော်မောင်တိန်ဘိန်းနော်20ခွန်ဆိုင်မောင်တိန်ဘိန်းလေးပါရှေ့ဖောက်ပါမယ်နော်ရှေ့ဖောက်ကလော့ပါမယ်နော်ဒါလေးကအလွိုင်းဖရိန်နဲ့ပါအလွိုင်းဖရိန်နဲ့ရှေ့နောက်တစ်ဖရိန်နဲ့နော်ရှေ့နောက်တစ်ဖရိန်နဲ့လာမယ်အလွိုင်းဖရိန်နဲ့လက်တင်စီအကုန်ကောင်းစေးသားလဲအော်စေးသားတန့်နေနော်ဒါလေးကအော်စေးသားတန့်နေခါးကီယာတွေနောက်ကီယာတွေအကုန်ကောင်းတယ်ဒါလုံးဝမိုက်တယ်နော်ဒီဘင်းကစေးသားလဲအော်စေးသားနေနော်ဒါလေးတွေကဖောက်ကလည်းဒီဘင်းကဖောက်ကလည်းလော့ပါတယ်နော်ဖောက်လော့ပါမယ်အလွိုင်းဖရင်နဲ့ကိုဒီဘင်းလေးကိုယူမယ်ဆိုလို့ရှိရင်3သိန်းခွဲကို shorting လုပ်ပေးမယ်နော်ဒီဘင်းလေးက site ကလည်း site ကြီးပါဒါလည်း site ကြီးမြင်လဲ20ခွန် site 20ခွန် site နော်ဒါ အော်ပတ်လေပါဒီဘင်းလေးအော်ပတ်လေဒါလေးဟိုဘက်ကဘင်းလေးက26 site သူကပင်းပိုင်နော်ပင်းပိုင်လေးပါသူကရှေ့ short ခါ short ပါမယ်ရှင်းနောက် debate တွေနဲ့လာမယ်နော်တာယာတွေလည်းအပြည့်ပဲအော်ပတ်လေနဲ့အဲ့ကောင်လေးကိုယူမယ်ဆိုလို့ရှိရင်သူ့ကိုလည်း3,200,000ကို shorting လုပ်ပေးမယ်နော်ရှေ့ short ခါ short ပါလေအဲ့ကောင်လေးကဂီယာတွေလည်းအကုန်အော်တိုင်းမယ်နော်ဒါလေးကအော်တိုင်းမယ်နော်ဂွေပြားနဲ့လာမယ်ဒီကောင်လေးကကိုဒီဘက်ကဘိန်းလေးက26 site 26 site ဘိန်းလေးနော်အော်စေးသားနဲ့ဂီယာ6ချက်ပါမယ်ဂီယာ6ချက်ပါမယ်အော်စေးသားနဲ့နော်လုံးဝတန့်တယ်ဒီဘိန်းလေးကဒီဘိန်းလေးကယူမယ်ဆိုလို့ရှိရင်3သိန်းခွဲကို shorting လုပ်ပေးမယ်နော်3သိန်းခွဲကို shorting လုပ်ပေးပါမယ်ဒါလေးကလုံးဝဒါစေးသားတန့်တယ်ရှေ့ဆိုလာလဲပါတယ်နော်ရှေ့ဆိုလာလဲပါတယ်ဒါလေးကနောက်ကဂီယာ6ချက်နဲ့နော်ဂီယာ6ချက်နဲ့လာမယ်ဒီဘင်းကအော်စီးသားနဲ့တန့်လဲတန့်တယ်နော်ဒါလေးက3သိန်းခွဲကို shorting လုပ်ပေးပါမယ်ဒါလေးကဒီဘက်ကဟာလေးကိုယူမယ်ဆိုလို့ရှိရင်သူကဆိုလာပါတယ်သူက line ခွင်နေပဲနော်ဒီကောင်လေးကိုယူမယ်ဆိုလို့ရှိရင်ဒီကောင်1 win နဲ့ရိုးရိုးပဲ8,000ခွဲနဲ့ပဲယူပါဒီကောင်လေး8,000ခွဲဒီဘက်ကဟာလေးက3သိန်းခွဲကို shorting လုပ်ပေးမယ်ဂီယာ6ချက်ပါတယ်ခဏကဘင်းကလောက်ချက်ပါတခုမှမရှိဘူးနော်ဒါလေးကဒီဘက်ကမောင်တိန်တွေယူမယ်ဆိုလို့ရှိရင်ဒါလေးတွေက3,200,000ကို shorting လုပ်ပေးမယ်နော်ဟိုဘက်ကဟာလေးက3သိန်းခွဲ line frame နဲ့နော်ပေါ်လဲပေါ်တယ်အဲ့ကောင်လေးမြင်လဲမြင်တယ်မိုက်တယ်ဒီကောင်လေးအော်ပတ်လဲနဲ့နော်ရှင်းတော့ display နဲ့လာမယ်ရန်ကုန်မြို့နဲ့ဆိုလို့ရှိရင်အရင်ငွေချေရပါတယ်နော်မဲဆိုရင် gate up ပေးပါတယ် gate ချငွေချေပါကျေးဇူးပါနော်တဲတယ်ဒါလေးဖုန်းနံပါတ်399630584442ကိုဆက်သွယ်လို့ရတယ်နော်ဘင်းလေးတွေမှာလို့ရတယ်